Fortnite game ကိုတော့ Epic Game ကဖန်တီးခဲ့တဲ့ game ဖြစ်ပါတယ် Fortnite ကိုတော့မူလကလူ၄ယောက်တိုက်ခိုက်ပြီးတော့မှ zombie တွေကိုတိုက်ခိုက်ရတဲ့ survival game Fortnite စစ်တဘောပြစတင်ပြီးစောက်ခဲ့တာဖြစ်ပါတယ်2019ခုနှစ်မှာတော့ ERD အဆက်အနေဖြင့်ဖွင့်ရှိခဲ့ပြီးတော့မှ Battle Royale အမျိုးအစားရေပန်းထားလာခဲ့တဲ့အကြောင်းအဲ့ခေတ်မှာ PUBG ကရေပန်းရင်းထားလာတဲ့အကြောင်း Fortnite ကို Battle Royale မုတ်ကိုအမြန်ဖန်တီးခဲ့တာဖြစ်ပါတယ်2019ခုနှစ်မှာစက်တင်ဘာလ26ရက်နေ့မှာ Fortnite Battle Royale ကို Free to Play အနေနဲ့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ပစားရမ100အထိတကျုံးပေါ်ဆင်းတဲ့နောက်ဆုံးအသက်ရှင်တဲ့သူဖြစ်ပြင်ပြရတာကြောင့်အလိုကြိုက်များတဲ့ game ဖြစ်သွားခဲ့ပါတယ်။ Fortnite ကိုအခြား Battle Royale game တွေနဲ့ခွဲထုတ်ပေးခဲ့ရတော့ Beauty System ဖြစ်ပါတယ်။တိတ်တွေကြောက်တွေတန်းနေတင်စာရတွေကိုထူထောင်ပြီးတော့မှနေရလေကအဆောက်အဦတွေကိုဆောက်လုပ်ကတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒီ game ကြောင့် Fortnite ဟာပတ်ကြည်လို့ game တွေနဲ့ပုံမထူးခြားခဲ့တာဖြစ်ပါတယ်။ Fortnite ဟာ season နဲ့ chapter ကိုအသုံးပြုပါတယ်။ season အတစ်တိုင်းမှာ map ပြောင်းလဲမှု story အတစ် skin အတစ်ထပ်သွင်းခဲ့တာဖြစ်ပါတယ်။ Marvel, Star Wars, Dragon Ball, Naruto အပါအဝင်နာမည်ကြီးတွေနဲ့ collaboration လုပ်ခဲ့တော့ game လောကအပြင်ကော့ကပ်ချာထိပါတရားမှုရှိခဲ့တာဖြစ်ပါတယ်2018ခုနှစ်ကတော့အောင်မြင်ဆုံးခုနှစ်ဖြစ်ပြီးတော့မှ Fortnite ဟာကစားသမားပေါင်း125ကျော်ရခဲ့ပြီးတော့မှ Game သမိုင်းထဲမှာအောင်မြင်ဆုံး Free to Play Game ကြီးဖြစ်လာခဲ့တာဖြစ်ပါတယ် Epic ရဲ့တန်ဖိုးကလည်း Fortnite ကြောင့်အလွန်မြင့်တက်သွားခဲ့တာဖြစ်ပါတယ်ယခုအခါ Fortnite ရဲ့ Battle Royale တစ်ခုတည်းတင်မဟုတ်တော့ပဲChristian Mode, Fantasy Mode, League of Fortnite နဲ့အခြား community တွေဖန်တီးကြတဲ့မုံများစွာပါဝင်တဲ့ gaming platform ဖြစ်လာခဲ့တာဖြစ်ပါတယ်2026ခုနှစ်ပြီး chapter 1များ live event များနဲ့ update များဆက်လက်ထွက်ရှိနေကြဖြစ်ပါတယ် free to play ရပြီးတော့မှ cross play ရတယ် PC နဲ့ကစားချင်တယ်ဆိုလည်းရတယ်ဖုန်းနဲ့ကစားချင်တယ်ဆိုလည်းရတယ် controller နဲ့ရောရတယ်ချိန်ကစားလို့ရတယ် gaming စစ်တိုက်တဲ့ game တစ်ခုဖြစ်ပါတယ်Fortnite ဟာ2019ခုနှစ်မှာ survival game ကိုစတင်ခဲ့ပြီးတော့မှ Battle Royale မုတ်ကိုဖွင့်ခဲ့ရတော့ကြော်ကြားခဲ့တာဖြစ်ပါတယ်။ Pro Play ရတယ်နော်တကယ်ချင်းနေနဲ့ကစားမယ်ဆိုတော့ကစားလို့ရတယ်။ဖုန်းဆိုရင် Android iOS အားလုံးရတာဖြစ်ပါတယ်။ Issue ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။